အင်းကြီးနဲ့လွန်ခဲ့တဲ့73နှစ်14နှစ်ပေါ့နော်ထားလိုက်ပါတော့အဲ့ဒီကာလာရုံးကအလုပ်တူတူလုပ်ခဲ့တာပေါ့နော်ခုကတော့ဟိုကမကုံသေးတော့ပြန်ဆုံရတယ်ပဲပြောရတော့မှာပေါ့နော်အဲ့တော့အင်းကြီးဟိုတလောပါပေါ့နော်ဟိုတလောဆိုတာတော့ပြီးခဲ့တဲ့ July 24ရက်ကဒီ American Congress လွှတ်တော်သူ့ဘေးနားမှာရှိတဲ့ Ribbon to House Office ပေါ့လေပြောရမယ်ဆိုရင်ဘာမှလို့ပြောရမယ်ဆိုလို့ရှိရင်တော့အောက်လွှတ်တော်အမတ်တွေရုံးထိုင်နေစောက်ဦးပေါ့နော်အဲ့မှာဒီ American အကျိုးစီးပွားဆိုင်ရာမြန်မာအရေးရှင်းလင်းပွဲလုပ်တယ်လုပ်တာတော့ဘယ်သူလုပ်လဲဒီ NUG အမျိုးသားညွညွရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ဦးဆောင်ပြီးတော့ဆွေးနွေးတာပေါ့နော်အဲ့ဒီမှာဒီ American အကျိုးစီးပွားဆိုတော့ကုန်သွယ်ရေးတို့ရင်းနှီးမြှုပ်နှံမှုတို့ပါတာပေါ့လေနောက်တော့ online လိမ်လည်မှုပေါ့လေကြားဖြန့်ပေါ့လေရစကားပြောရင်ဒီကိစ္စတွေလည်းပါတယ်နောက်ပြီးတော့ဒေသတွင်းမှာကြီးထွားလာတဲ့ဟိုစီးပွားရေးရရောအောင်မြင်လာတဲ့ဒီနိုင်ငံတွေပါတဲ့အာဆီယံအရှေ့တောင်အာရှနိုင်ငံများအသင်းဝင်လည်းဖြစ်နေတယ်အဲ့ဒီမှာတော့ဒီဒေါ်စင်မောင်အောင်ကအဲ့ဒီရှင်းလင်းပွဲမှာအမေရိကန်နဲ့ဆက်ဆံရေးနောက်တရုတ်နဲ့ဆက်ဆံရေးဟိုအာဆီယံရေးပေါ့နော်ကျန်တာတွေတော့ဒီကုန်သွယ်ရေးတို့ယင်းနှိမ့်မြုံနှံမှုတော့ပါထားလိုက်ပေါ့နော်ဒီဒေသတွင်းဆက်ဆံရေးတဲ့အမေရိကန်နဲ့ဆက်ဆံရေးအဲ့အရာတွေကိုဘယ်လိုပြောလဲဆိုတာလေအင်းကြီးရှင်းပြပါလားဟုတ်ကဲ့ဟုတ်တယ်ဒေါ်လေးပြောသလိုပဲအင်ဂျင်နဲ့ဒေါ်လေးနဲ့ကလွန်ခဲ့တဲ့73နှစ်14နှစ်လောက်တုန်းကRFA မြန်မာပိုင်းဌာနမှာတူတူအလုပ်လုပ်ကြတော့ကအဲ့တော့ကကျမတို့တူတူပေါ့လေနှစ်ယောက်တူတူတင်ဆက်ခဲ့တော့ဆိုရင်အဲ့ဒီဒေါ်လေးပေါ့လေအဲ့လိုခေါ်ပြီးတော့အဲ့ဒါကိုလည်းဟိုတင်ဆက်ခဲ့တာကိုလည်းတွားပြီးတော့တတိရတယ်ပေါ့လေအခုကတော့ကျမတို့ဒီမြန်မာ Global Media ဆိုတဲ့သတင်းအဖွဲ့အစည်းတစ်ခုအသစ်အနေနဲ့ပေါ့နော်ဒီ Washington DC မှာအခြေစိုက်ပြီးတော့ကျမတို့ဒီမြန်မာအရေးကမ္ဘာအရေးတွေနဲ့တခါဒီမြန်မာနွယ်ဘွားတွေပေါ့နော်နိုင်ငံတကာမှာရှိတဲ့မြန်မာနွယ်ဘွားတွေအတွက်ကျမတို့ယုံကြည်စိတ်ချရတဲ့သတင်းဌာနတစ်ခုဖြစ်ဖို့ပေါ့လေမြန်မာ Global Media ကိုစပြီးတော့ဟိုကျမတို့စတင်ပြီးတော့တိဆောက်ပြီးတော့ပေါ့နော်ကျမတို့စလုပ်တဲ့အချိန်မှာအခုဒေါ်လေးကိုတိုင်းကလည်းစိတ်ဝင်စားနဲ့ပါဝင်ကူညီတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့လေအဲ့တော့ဒီအောက်လွတ်တော်ပေါ့လေအောက်လွတ်တော်အမတ်ရုံးမှာလှုပ်သွားတဲ့ဒီမြန်မာအရေးရှင်းလင်းပွဲကိုအဓိကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်အောင်ကရှင်းလင်းပြောဆိုတာဖြစ်တယ်ဒီပွဲကိုဥဆောင်စီစဉ်တာက Washington DC မှာအခြေစိုက်တဲ့ဒီ Burma Research Institute ပေါ့လေမြန်မာသုတေသီအဖွဲ့ကနေသုတေသနအဖွဲ့ပေါ့ဟုတ်ကဲ့မြန်မာသုတေသနအဖွဲ့ကနေပြီးတော့ဒီဟာကိုသူတို့ကကမကထဥဆောင်ပြီးတော့လုပ်တာပေါ့လေဆိုတော့အဲ့ဒီမှာဒေါ်စင်မောင်အောင်ကအဓိကပြောသွားတဲ့ American နဲ့ဆက်ဆံရေးကိစ္စမှာပေါ့နော်မြန်မာအရေးကို American ကဦးစားပေးဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာမြန်မာနိုင်ငံမှာပဋိပက္ခဖြစ်နေတယ်ဆိုတာထက်အထူးသဖြင့်မြန်မာနိုင်ငံရဲ့ဖြစ်နေတဲ့ပဋိပက္ခတွေဟာမြန်မာနိုင်ငံကိုပေါ့နော်နိုင်ငံတကာကအာရုံမစိုက်ရင်ဒီလိုနိုင်ငံတကာကိုဖျက်ကျော်တဲ့ရာဇဝတ်မှုတွေကဆိုလို့ရှိရင်ရာဇဝတ်လုပ်ငန်းတွေကမြန်မာနိုင်ငံကိုအခြေပြုပြီးတော့အခြေစိုက်ပြီးတော့ဖြစ်လာနေတာဆိုတာကိုဟိုဒေါ်စင်မောင်အောင်ကထောက်ပြသွားတယ်အဲ့တော့ American ဘက်ကမြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာနှစ်နိုင်ငံဆက်ဆံရေးဆိုတာထက်ကိုဒေတာလုံးဒီပထဝီနိုင်ငံရေးအရာဒေတာတွင်းရောဒီအထူးသဖြင့် American နောက်ပြီးတော့အဲ့လိုမျိုးဒီနိုင်ငံဖြတ်ကျော်တဲ့ဒီရာဇဝတ်လုပ်ငန်းတွေဟာ American နိုင်ငံသားတွေကိုပါသူကထိခိုက်တယ်အခုကြားဖြတ်လုပ်ငန်းတွေဆိုလို့ရှိရင်ဒါ American နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးတော့ဟိုသူတို့ကငွေတွေလိမ်ယူတာဟာဘီလီယံနဲ့ချီပြီးတော့ American နိုင်ငံသားတွေထိခိုက်ဆုံးရှုံးနစ်နာရတာရှိတယ်ဆိုတော့အဲ့ဓာတွေကိုထောက်ပြသွားပြီးတော့ဒါမြမအရေးကိစ္စကိုတကယ်ကိုတင်းတင်းကြပ်ကြပ်နဲ့ American ဘက်ကနေပြီးတော့ဟိုဂီယူတစိုက်ပေါ့အနီးကပ်စောင့်ကြည့်ပြီးတော့ကင်တွယ်ဖို့လိုအပ်နေတယ်ဆိုတာကိုဒေါ်စင်မောင်အောင်ကထောက်ပြပြောဆိုသွားတော့တွေ့ရတယ်ပေါ့လေဒါပေမဲ့အဲ့ဒီမှာလည်းဝေဖန်မှုတွေကတော့ရှိတာပေါ့လေ American ကအခုချိန်မှာမြန်မာအရေးကိုဟိုအခုဆိုလို့ရှိရင်ဒါသမ္မတ Trump အစိုးရလက်ထက်မှာပြန်ပြီးတော့သုံးသပ်နေတဲ့အနေအထားတွေနောက်ပြီးတော့တကယ်ကိုအခုဆိုရင်မြန်မာအရေးကိုဟိုဆောင်ရွက်တဲ့နေရာမှာအရန်အားနည်းနေတယ်ပေါ့နော်လုံးဝဟိုမြန်မာကိစ္စကိုစိတ်ဝင်စားသလောက်ဖြစ်နေတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေကလည်းထောက်ပြပြောဆိုနေတာတွေလည်းရှိတယ်။နောက်
နောက်ပြီးတော့အခု NUG ဘက်ကလည်းဒီဘက်ကိုAmerican ဘက်ကိုထိုးဖောက်တဲ့နေရာမှာလည်း NUG ဘက်ကအားနည်းချက်အားသာချက်တွေရှိတဲ့နေရာမှာတော့ကျမကဒီဒေါ်စင်မောင်အောင်နဲ့တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်အဲ့ဒီခါမှာသူကဒီ American နဲ့ဆက်ဆံရေးပေါ့နော်လက်ရှိအနေအထားမှာတော့သူတို့တွေကပြန်ပြီးတော့စပြီးတော့တိဆောက်နေရတယ်ပေါ့လေဘာလို့လဲဆိုတော့ဒီနိုင်ငံမှာလည်းရွေးကောက်ပွဲပြီးတော့သမ္မတ Trump ထွက်လာတဲ့အချိန်မှာဒီအစိုးရအဖွဲ့နဲ့ပြန်ပြီးဆက်ဆံရေးကိုသူတို့တိဆောက်နေရတဲ့ကိစ္စကိုတော့ကျမကိုဒီတွေ့ဆုံမေးမြန်းခန်းမှာအခုလိုရှင်းပြသွားရရှင်ပြီးခဲ့တဲ့ရက်ပိုင်းကပဲပေါ့နော်ဒီ American ပြည်ထောင်စုနိုင်ငံသားရေးဝန်ကြီးခုနဒီ data တွင်းကအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးပေါ့နော်နဲ့ plus ပေါ့နော်မိတ်ဖက်အစည်းအဝေးသူတို့တက်တဲ့ခါမှာလည်းပဲမြမအရေးကိုသူပြောသွားတာရှိပါတယ်ပေါ့နော်ဆိုတော့သူတို့မြမအရေးကိုပြန်လဲသုံးသပ်နေတယ်ဒီ approach ကိုပေါ့နော်ပြန်သုံးသပ်နေတဲ့ဟာမျိုးရှိတယ်ဆိုတာတော့ပဲသူတို့တော့ပြောနိုင်သေးတယ်ဒါပေမဲ့လက်တွေ့ပြန်ကြည့်မယ်ဆိုရင်တော့ဒီလက်ရှိပေါ့နော်ဒီသမ္မတ Trump administration ရဲ့ချင်းကပ်ပုံကတော့သူတို့ပြောထားတယ်ရှိတယ်မြမအရေးနဲ့ပတ်သက်လို့ရှိရင်အခု American အကျိုးစီးပွားကိုအခြေခံပြီးကြည့်မယ်ဆိုရင်လည်း scam center တွေကြောင့်เนาะဒီ online ငွေလိမ်ကိုင်းတွေကြောင့် American အကျိုးစီးပွားဘယ်လောက်ထိခိုက်နေပြီလဲပေါ့เนาะဆိုတဲ့ဟာတွေပေါ်မှာအခြေခံတယ်နောက်ပြီးတဲ့အခါကျတော့ဒီ conflict တွေကိုပေါ့เนาะဘယ်လိုသူတို့ monitor လုပ်မလဲပေါ့ဒီမြန်မာပြည်ရဲ့အရေးမှာလည်းပဲပေါ့เนาะဒီ conflict တွေကခုန scam center တွေရောဒီ conflict ကိုဆက်နေတဲ့ economy တွေကသူတို့ရဲ့အကျိုးစီးပွားကိုဘယ်လိုထိခိုက်လဲဆိုတဲ့အခြေခံတွေပေါ်မှာတော့သူတို့ပြန်သုံးသပ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့เนาะအဲ့လိုသုံးသပ်နေတဲ့အချိန်မှာဒါကျွန်တော်တို့ဘက်ကအခြေခံကြတဲ့သူတို့ထက်သွင်းစဉ်းစားတဲ့အချက်လက်တွေကိုတော့ကျွန်တော်တို့ပေါ့နော် advocacy လုပ်ပြီးတော့ပြောနေဆိုနေတာတွေတော့ကျွန်တော်တို့ရှိပါတယ်ပေါ့နော်အဲ့တော့ NUG နဲ့ဒီ American ဆက်ဆံရေးဆိုရင်ရောဘယ်လိုအခြေအနေရှိလဲရှင်ကျွန်တော်တို့ပြောလို့ဆိုလို့ရပါတယ်ပြောလို့ဆိုလို့ရပါတယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ခုနပြောသလိုမျိုးပဲဘယ်လိုနေရာတွေမှာကျွန်တော်တို့ကဘယ်လောက်တွဲပြီးတော့အလုံးလုံးနိုင်မလဲပေါ့နော်ဆိုတဲ့ဟာကအရေးကြီးတယ်အဲ့တော့ Congress နဲ့လည်းကျွန်တော်တို့ဆက်သွယ်ရှိပါတယ်ဒီဘက် administration နဲ့လည်းပဲကျွန်တော်တို့မူလရှိနေတဲ့ channel ဒီအတိုင်းပေါ့နော် administrative ဘယ်လိုပြောမလဲ executive ကအသစ်ပြောင်းသွားတဲ့ခါကျတော့ကျွန်တော်တို့ပြန်ပြီးတော့တည်ရတာမျိုးတော့ရှိတာပေါ့ဒါပေမဲ့အခုတော့နည်းနည်းလေးပုံမှန်နှီးပါတော့ပြန်ဖြစ်လာနေတဲ့အနေအထားရှိပါတယ်ငါတော့ American နဲ့ဆက်ဆံရေးပေါ့နော်အဲ့တော့တရုတ်နဲ့ဆက်ဆံရေးကြတော့ဒေါ်စင်မောင်ကဘာပြောသွားသေးတယ်အဲ့ဒီမှာတော့ကျမသတိထားမိတာကတော့ဒေါ်စင်မောင်ကသူကတရုတ်ကမြန်မာနိုင်ငံအတွက်အရေးကြီးတယ်ဆိုတော့ဒီအနေထားတော့သူထောက်ပြသွားတယ်ဘာလို့လဲဆိုတော့တရုတ်ကတစ်သက်လုံးမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်ဆိုတော့တရုတ်ကမြန်မာနိုင်ငံအတွက်ဘလို့အချိန်မှာပဲဖြစ်ဖြစ်အရေးပါတယ်ဆိုတဲ့ဟာကိုသူတကယ်ကိုထည့်ပြောသွားတယ်ဒါပေမဲ့အခုချိန်မှာဒီတရုတ်နဲ့ဒီဟိုပါပေါ့ဒီ NUG နဲ့ဒီမဟာမိတ်အုပ်စုတွေပေါ့နော်နဲ့ဆက်ဆံရေးကတော့သူတို့တွေက official တရားဝင်ပုံစံမျိုးတော့မရှိဘူးဆိုတဲ့ပုံစံတော့ကျမတို့မြင်ရတယ်ပေါ့နော်တိုးတက်မှုဆိုတာတဲ့ပုံမှန်ရှိတယ်လို့ပဲပြောချင်တယ်ပေါ့နော်ကျမတို့လိုလားတဲ့ကျမတို့ဖြစ်ချင်တဲ့မျှော်မှန်းတဲ့တိုးတက်မှုအကြီးအထိတော့ကြီးမားမားတော့မရှိသေးဘူးဒါပေမဲ့ဆက်ဆံရေးပြတ်တောက်နေတာလားဆိုတော့လည်းမဟုတ်ဘူးပေါ့လေဆိုတော့ channel တွေတော့ရှိပါတယ်အဲ့တော့တရုတ်နဲ့ပတ်သက်ပြီးတော့အဓိက message ကဘာပြောချင်လဲရှင်ကျမမနေ့တနေ့ကတော့က congressional briefing မှာလည်းပြောခဲ့ပါတယ်တရုတ်ကကျမတို့ရဲ့အနီးနားချင်းဖြစ်တယ်။နောက်လည်းဖြစ်နေအောင်ပါပဲ။ဆိုတဲ့အခါကျတော့တရုတ်ရဲ့အခန်းကဏ္ဍကကျမတို့အရေးကြီးတယ်။ဒါကြောင့်မို့လို့ကျမတို့ဒီတော်လှန်ရေးလုပ်နေ၊ကင်နေဆောင်ရွက်နေတာတွေဒီကျမတို့အနီးနားချင်းတွေတရုတ်ပါဝင်ပေါ့နော်။အနီးနားချင်းနိုင်ငံတွေအခုရင်ဆိုင်နေရတဲ့စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာသူတို့လည်းသူတို့အတွက်လည်းကောင်းမနေပေါ့နော်။မြန်မာပြည်မှာဒီအာဏာသိမ်းလိုက်လို့ဘာဖြစ်သွားတော့ဆိုတော့နေဆက်မှာမတည်ငြိမ်မှုတွေဖြစ်လာတယ်။ scam center တွေတိုးလာတယ်။နောက်ပြီးတဲ့ခါကျတော့နေဆက်ကုန်သွယ်ရေးတွေထိခိုက်လာတယ်။ဆိုတော့ခါကျတော့ဒါတွေကဘာကြောင့်ဖြစ်နေတာလဲပေါ့နော်ဗမာပြည်မှာစစ်အုပ်ချုပ်မှုစစ်အာဏာသိမ်းမှုဆက်ရှိနေသည်၍သူတို့အတွက်လည်းကောင်းမှာမဟုတ်ဘူးအကျိုးရှိမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့တွားနေတဲ့တော်လှန်ရေးကျမတို့လုပ်နေတဲ့ course ကရည်မှန်းချက်ကကျမတို့အိန္ဒိယချင်းနိုင်ငံတွေအတွက်လည်းအကျိုးရှိမှာပါဆိုတော့ကျမသတင်းစကားပေးခြင်းနဲ့ဒီသတင်းစကားကိုကျမတို့တရုတ်နယ်ပဲဖြစ်စေအိန္ဒိယနယ်ပဲဖြစ်စေထိုင်းနယ်ပဲဖြစ်စေပေါ့နော်ဒေတာရင်းနိုင်ငံတွေနဲ့လည်းဒီသတင်းစကားကိုပဲကျမတသက်မှတ်ထဲပေးပါတယ်ပေါ့နော်ဒါကအရေးကြီးတယ်လို့ကျမထင်လို့ပါ